ယောက်ျားတွေကပို့ပြီးတော့သတိရှိရမယ်ဝရိယရှိရမယ်တိမ်ဖြင်းပေါ့ပြည့်ယုံညံ့တဲ့ယောက်ျားမဖြစ်စေနဲ့ယောက်ျားမှရင်လုံလဝရိယရှိရမယ်ယောက်ျားဘက်ကမှားတာငါသိမခံဘူးနော်ဟုတ်ပလားဘယ်လိုစကားလဲယောက်ျားဟာမိန်းမတွေထက်သတိပိုရမယ်ဝရိယပိုထက်သန်ရမယ်ပညာဉာဏ်ကြီးမားရမယ်ဒါကြောင့်ယောက်ျားဘုံကံရှိလို့ကိုယောက်ျားဖြစ်တာဟုတ်ပြီနော်ပေါ်မလုပ်ပါနဲ့ဘယ်လိုဆုံးမလဲဘုသူမင်္ဂလာစကားလားကိုစင်းအကြိုက်ပြောနေတာလားတချို့ကဥတုမင်္ဂလာစကားဥတုမင်္ဂလာတရားအရှင်ဘုရားတရားတွေပြောကြားရတာသူမင်္ဂလာကဘယ်လိုဟောတာလာသေးတယ်လေ့လာကြည့်လိုက်သူဥတုမင်္ဂလာဟောတဲ့တရားတွေမှာမြတ်စွာဘုရားအဆုံးအမနဲ့မညီတာကိုအာဘောနုတယဘာမှထင်မထားဘူးရှင်းလားဒါကြောင့်ခင်ဗျားတို့ကိုတတ်သိပြုနေတာ